IGCSE မှာတော့စိတ်ဝင်စားတဲ့လူများလာတယ်ပေါ့နော်ဆိုတော့အမလည်းအခုဆုံးခွင့်အကြောင်းပြပြတော့အမလည်းအိမ်မှာအားရနေရပေါ့နော်အဲ့တော့ကြာအမလုံးနေ IGCSE ကြမှာအဲ့တော့အမလေးလာထားပေါ့နော် IGCSE ကြောင်းလေးလာထားအမ sharing လုပ်ပေးချင်တာပါ so let's get into it IGCSE ဆိုတာပေါ့နော်ဒီအသက်14နဲ့16အတွင်းမှာလူတော်များ join ကြနိုင်ငံကားပေါ့နော် like international journal certificate တခုဖြစ်ပါတယ်ပြီးတော့ကြာ IGCSE နဲ့ GCSE နဲ့မေးကြပေါ့နော်ဘာကွာလဲဆိုတော့ဘာမှမကွာပါဘူးပေါ့နော်တကယ်တော့တူပါပဲဒါမှ GCSE ကတော့အဲ့လို UK မှာပဲ join လို့ရတယ် IGCSE ကတော့အဲ့လိုတခြားနိုင်ငံတွေမှာ join လို့ရတဲ့ international journal certificate တခုပေါ့နော်so O level ကအများစုက14ကနေ16အတွင်း join ကြတာပေါ့နော်အဲ့လိုမျိုးဆို grade အနေနဲ့ပြောမယ်ဆိုရင်တော့ grade 10ပေါ့နော် grade 10မှာအများဆုံး join ကြရတယ်သူက year 10 level လောက်မှာအတော်အများစု join ကြရပါတော့ပြောရမယ်ဆိုတော့ level တစ်ခုအနေနဲ့သူက A level ကိုကြိုးပြီးတော့ကြာပြင်ဆင်တဲ့ level တစ်ခုအနေနဲ့လို့ပြောလို့ရတယ်ပေါ့နော် grading ကတော့သူက A star to E ပဲပေါ့နော်ဒါကအများဆုံး grading ကတော့ A star to E ပါပဲဒါတော့တချို့တလည်းပြောနေကြတယ်လို့မယ်လို့မထင်ဘူးနော်ဘာလို့လဲဆိုတော့ grading ကတော့အများ A star to E ပဲဆိုတော့ကြာတော့လေကိုတချို့ကတော့လို့နော် O level ပြီးသွားပြီဆိုတော့တချို့ဒီ S နဲ့ A level ကိုဆက်ပြောကြအောင်မ join ကြအောင်ပဲနဲ့တော့အဲ့လိုမျိုးဒီ university ကိုတက်ပြောကြ join ကြရှေ့ပေါ့နော်အမအောင် A level ဒီဆက်ပြောကြ join ဖို့ suggest လုပ်ချင်တာပေါ့နော်ဘာလို့ဆိုကြကိုတော့ university join ဖို့ကိုစကူရှိရဆိုတော့တော့အများစုကလည်းဒီတော့ university အများစုကလည်းIGCSE A level grade ကိုယူကြပါပေါ့နော်အဲ့လိုမျိုးဆိုတော့ကြာအမအောင် A level ထိဆက်တဲ့ဖို့ suggest လုပ်ချင်တာပါပြောကြရလဲပေါ့နော်ဒီတော့ university တော့များ IGCSE A level grade တွေကိုတော့ SAT အနေနဲ့လည်းယူကြအများကြီးပေါ့နော်အဲ့လိုမျိုးဆိုတော့ကြာအမအောင် A level ထိဆက်တဲ့ဖို့အတွက်အမ suggest လုပ်ချင်တာဖြစ်ပါတယ် X level သူက A level တော့ပေါ့နော်ပြောရမယ်ဆိုတော့ year 12လောက်မှာ join ကြyear 12လောက်မှာ join ကြအများပေါ့နော်အဲ့တော့ A level ပထမနေ့ပေါ့နော်အဲ့လိုဆိုကြ year 12တက်လည်းဝင်လာပြီအဲ့လိုဆိုကြတော့ senior နဲ့ဖြစ်သွားပြီဆိုကြတော့အဓိက deep focus လုပ်မှာတော့3 or 4 subjects ပဲပေါ့နော်အရင်လိုလဲ subjects တွေအများယူစရာမလိုတော့ဘူးเนาะအလုံးဝဒီ focus ကို3 or 4 subjects ကိုပဲကိုအဓိက focus ထားပြီးလုပ်ရမှာဖြစ်ပါတယ်ခုနကတော့ grading အောင် A star to E so A level IGCSE ရဲ့နောက်ဆုံးလေးပေါ့နော်ပြောမယ်ဆိုတော့ senior အတက်ရဲ့နောက်ဆုံးလေးဖြစ်ပြီးတော့ကြာဒါတော့ university ကို join ဖို့အတွက်ပထမဆုံး grade လို့လည်းပြောလို့ရပေါ့နော်အဲ့လိုထိလန်းအောင်ရောက်နေလို့ပြောလို့ရပါတယ်ခုနလို grading အောင် A star to E ပေါ့နော်အမရောဒီမှာလည်းအဲ့လိုပဲခုနလိုပဲအဓိက like 3 or 4 subjects ကိုပဲ quality focus လုပ်ပြီးတော့ကြာတော့စူးစမ်းမှာဖြစ်ပါတယ်so ကျောင်းတော်များပေါ့နော် IGCSE ကို 5 subjects ကနေပြီးတော့14 subjects တီယူခွင့်ပေးရပေါ့နော်ဒါမဲ့ core subjects ကအားလုံးသိချင်တာ English Science Math ပေါ့နော်မဖြစ်မနေယူရမှာပေါ့နော်အမော core subjects ဆိုတဲ့အတိုင်းမဖြစ်မနေI don't go ယူရမှာပါတယ် UK University တော့များတော့5 subjects နဲ့5 subjects at the grade ကိုသူကကြည့်ကြပါပေါ့နော်ဒါမဲ့ US University ကတော့သူကတခုချင်းရဲ့ grade ကိုလိုက်မကြည့်ပဲနဲ့ overall GPA ကိုပဲပို့ပြီးကြည့်ကြရပါတော့အဲ့တော့ IGCSE ဖြေသွားမယ်ဆိုတော့ဘယ်လိုပဲ grade တွေကိုလည်းကြည့်ရတဲ့အတွက် Quator University မှာ quest certificate တခုအနေနဲ့ပြလို့ရတဲ့အတွက်အကောင်းဆုံးပေါ့နော်ဒီမှာဆိုလဲ Cambridge မှာ A highest A B C D E F G U ဆိုပြောကြရှိရပါတော့ level မှာဆိုတော့9 to 1 scale ပေါ့နော်9အောင် highest ပေါ့A7 so A star A ပေါ့နော်654 BC 31 DG ပေါ့နော်တော့ university ကို join မို့လို့စိတ်ကူးရှိရဆိုတော့ A star ကိုအကောင်းဆုံးပဲပေါ့နော်သူကထိတ်ဆုံးမှာပါပဲ so IGCSE က2 to 3 years ဒီကြပေါ့နော်အဲ့လိုနေဆိုတော့ like grade အနေနဲ့ဆိုတော့ like year အနေနဲ့ပေါ့နော်အဲ့လိုဆိုရင် year 13 10ကနေ13နေကြရပေါ့နော် so like is IGCSE hard honestly yes တချို့အချိန်မှာတော့လုံးဝ freeze ဖြစ်သွားတာပေါ့နော်အဲ့လိုချိန်ဆိုလည်း
တော့ coffee တစ်ခွက်ကအမားရဲ့ bestie ပဲလုံးဝကိုမရှိပဲ but hey that's totally normal you know like everyone hits that I don't want to study anymore but it's fine it's totally fine ကိုကအမြင်ကြီးတမ်းပြောကြတော့ကြောလို့မရဘူးပေါ့နော် like step by step လေးကိုက goal plan လေးကိုတခြားချပြီးတော့ကြတော့ you know the goal setting ကိုကတခြားလုပ်ပြီးတော့ကြတဖြည်းဖြည်းနဲ့ step by step လေးတွားမှာပေါ့နော် like this ပြီးတော့ study with friends ကိုကတကယ်ချင်းနေနဲ့စာလုံးမယ်ဆိုရင်အပြင်နဲ့ပြီးရင်စာလုံးလိုက်ရေးစရာပြောလိုက်ဆိုတော့ကြအပြင်နဲ့ပြီးတော့ကြငင်းငင်းကြလည်းမကောင်းတော့ကိုစားတဲ့ဆဲလို့တယ်လို့လည်းမပြုံးပေါ့နော်ပြီးတော့ကြလည်း diversion နဲ့မဝင်တော့ပေါ့နော် and then don't compare yourself လိုအပ်ပြတယောက်စီရတာအားတချက်အားနေချက်ဆိုတာရှိရဲအဲ့လိုကြ don't compare yourself okay အဲ့တော့သူများရဲ့တော့ပြောနိုင်ရှိလို့မရဘူးသူကရတာရမယ်ကိုရချင်မယ်ကိုရဟာသူများရချင်မယ်အဲ့လိုဆိုကြကို step by step လေးနဲ့ကို setting goal ဆိုရင်တခြားလုပ်သွားရရပေါ့နော်အဲ့ဆိုရင်တနေ့ကျကိုရတွင်ကိုရှိမှရမှာမယ် okay reward yourself so အမောင်ကစားလို့ရမယ်ဆိုမှ self care တော့မေ့နေလို့မရအောင်အမောင်ရဲ့အချိန်ကို manage လုပ်ရမှာပေါ့နော်အမောင် exercise လုပ်ချိန်လည်းရှိမယ်အမောင်စကားကြီးချိန်နဲ့ fitness မဖြစ်ချိန်ဆိုတာရှိမှာပဲအမောင်စားလုပ်ချိန်လည်းရှိမှာပဲ you have totally got this you know so good luck future ICCC legends see you at the top bye bye